ဝင်တဲ့အမျိုးမျိုးရတော့လေပြောရင်ဒီမှာဒီလိုမျိုးကြီးဒါတွေအကုန်လုံးပါဝင်တယ်ပေါ့နော်ဒါပေမဲ့ဒါတွေအကုန်လုံးပါဝင်တာတော့ customer တွေကဒီတွေကဟာတွေတော့ပြည့်အောင်မဆွဲဘူးပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်းနေဒီတင်နန်းကပြန်လဲကြိုဆိုပါတယ်တင်နန်းမှာပါဝင်တဲ့တင်နန်းပေါ့နော်လက်သေးနဲ့ပတ်သက်ပြီးတော့မေးတာလေးတွေကလည်းရှိပါတယ်ဘာတွေမေးလဲဆိုလို့ရှိရင်တော်တော်များများအမေးများဆုံးကတော့လေဘာတွေပါလဲဘယ်လိုမျိုးတွေတင်ပေးတာလဲပြီးရင်ဆိုင်ဖွင့်လို့ရလားဒီတင်နန်းဆင်းသွားရင်ဆိုင်ရောဖွင့်လို့ရလားအလုပ်ကပြန်ဝင်လို့ရလားအမေးများဆုံးကတော့ဒီ၃ခုနဲ့ပတ်ချနေတယ်ပေါ့နော်အဲ့တော့ပြပြပေးချင်တာပါလဲဆိုတော့ပြပြပေးချင်တာပါလဲဆိုတော့ဒီတင်နန်းမှာပါဝင်တဲ့အမျိုးမျိုးရတော့လေပြောရင်ဒီမှာဒီလိုမျိုးကြီးဒါတွေအကုန်လုံးပါဝင်တယ်ပေါ့နော်ဒါပေမဲ့ဒါတွေအကုန်လုံးပါဝင်တာတော့ customer တွေကဒီတွေကဟာတွေတော့ပြည့်အောင်မဆွဲဘူးပေါ့နော်ဒါတွေအကုန်လုံးတင်ပေးတယ်ဧည့်သည်တွေဆွဲတာလဲတင်ပေးတယ်ဧည့်သည်မဆွဲဘဲနဲ့ကိုကပြိုင်ပွဲဝင်ခြင်းတယ်ဆိုလို့ရှိရင်ပြိုင်ပွဲဝင်လို့ရတဲ့ trend ဖြစ်တဲ့ design လေးတွေလည်းတင်ပေးတယ်ဒီလိုမျိုး design ပေါင်းများဆိုတာနော်အထက်လိုက်ကြီးတွေဒါတွေအကုန်လုံးပါဝင်ပါတယ်နော်ဒါတွေကိုတေချာအထက်ထက်ဟာတွေကိုတေချာရိုက်ပြီးတော့လေအထက်ထက်ဟာတွေကိုပြပြီးတော့ပေါ့နော်တေချာရှင်းပြထားတဲ့ video file နဲ့အရှိမတွက်ကြည့်လို့ရတယ်ပေါ့နော်ဘာသာရပ်တွေကတော့ဒီလိုထဲမှာအများကြီးပဲဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အခြေခံကနေအစင်းမြင့်ထိပါဝင်တာမို့လို့ဒီဇိုင်းပေါင်းများစွာပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်တန်းကဒီဇိုင်းတွေကအများများတယ်ဧည့်သည်တွေဆွဲတာတွေရောမဆွဲတာတွေရောအကုန်လုံးပါဝင်အောင်တင်ထားပေးရပါတော့အဲ့တော့ပြောချင်တာလက်သေးဆက်တာဆိုလို့ရှိရင်လည်း73မျိုးတောင်ပါဝင်တယ်ဧည့်သည်ဆွဲတဲ့ဒီဇိုင်းတွေရောဧည့်သည်မဆွဲတာတွေရောပြီးလို့ရှိရင်ကိုကတော့ဧည့်သည်တော့မဆွဲဘူးဒါပေမဲ့ကိုက press လေးထုတ်ချင်တာတွေဒီဇိုင်းပေါင်းများစွာခက်တွေလည်းပါဝင်တယ်အဲ့ဒါကိုမှမဟုတ်သေးဘူးကိုကပြိုင်ပွဲဝင်ခြင်းတယ်ဆိုလို့ရှိရင်လည်းပန်းပွင့်ကိုမှအကြွတွေလည်းပါဝင်ပါတယ်နော်အဲ့တော့ပြောချင်တာပါလဲဆိုတော့တင်တန်းကျောင်းမှာပါဝင်တဲ့အမျိုးမျိုးတွေကတော့ပြောထားတဲ့အတိုင်းပဲဒီစာအုပ်တွေထဲမှာအများကြီးပဲအထက်လိုက်ကြီးတွေပါဝင်တယ်အခြေခံကနေစပြီးသင်ပေးတာဖြစ်တယ်ဒီဟာတွေကိုဆွတ်တက်လားဆိုတော့အခုချက်ချင်းမှအခုမှလာတက်တယ်ဆိုတော့ဒီလိုမျိုးလက်ရာတွေကတော့ဆွတ်တက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဝါလုံးကနေစဆွဲရတာဖြစ်ပါတယ်ဒီလိုမျိုးစာအုပ်တွေနဲ့အထက်လိုက်ကြီးတွေဒီထဲမှာပါဝင်တဲ့ဒီဇိုင်းတွေအကုန်လုံးကိုတင်တန်းစိတ်မိဆိုလို့ရှိရင်ဒီစာအုပ်တွေအကုန်လုံးနှံကြည့်လို့ရတယ်အဲ့ဒီမှာပါဝင်တဲ့ဒီဇိုင်းတွေမသိတာမရှိစေရအောင်ဒီထဲမှာပါဝင်တာရာချီတယ်ပေါ့နော်ဒီဟာတွေအကုန်လုံးပါဝင်တဲ့တင်တန်းဖြစ်ပါတယ်အခြေခံကနေပြီးတော့မှအစစ်မြင့်ဒီဆိုင်ဖွင့်နိုင်တယ်ဒီဆိုင်မဖွင့်ချင်ဘူးဆိုလို့ရှိရင်ကိုကဝန်ထမ်းလုပ်ချင်လားမိဆိုင်မှာလည်းသွင်းပေးတယ်ကိုယ့်ရဲ့ဆိုင်မှာမဟုတ်ဘူးဆိုလို့ရှိရင်တခြားသောဆိုင်တွေမှာလည်းသွင်းပေးပါတယ်ဆိုင်လည်းဖွင့်လို့ရမယ်ဝန်ထမ်းလည်းလုပ်လို့ရမယ်အလုပ်ကင်ကောင်းကောင်းလေးပေါ့နော်အဲ့လိုမျိုးလေးလည်း join ပေးပါတယ်တင်နန်းကလက်သေးတင်နန်းကလတိုင်းတန်းခွက်တစ်ရက်နေ့တိုင်းမှာတန်းခွက်တစ်စပါတယ်နော်တစ်ရက်နေ့တိုင်းမှာတန်းခွက်တစ်စပါတယ် free လက်ဆောင်နေနဲ့လည်းသိန်းခွဲနီးပါးပြန်ပေးပါတယ်တင်နန်းကြီးလေးရတယ် page messenger မှာလာရောက်ပြီးသိစိတ်ဆုံးဆန်းလို့ရပါတယ်နော်အဲ့ဒါလေးပြပြပေးချင်ပါတယ်တရက်နေ့တိုင်းတန်းခွက်တစ်စတော့မယ်နော်ဒီလမှာလည်းတရက်နေ့မှာတန်းခွက်တစ်စပါမယ်လက်သေးလေးရဒီမှာနော်ဒါတော့လက်သေးစာအုပ်လေးပေါ့နော်ဒီလိုတင်ရုံးညွှန်းစာအုပ်လည်းပေးတယ်နော်အဲ့ဒါလေးပြပြပေးချင်ပါတယ်အားလုံးကိုကျေးဇူးပါတတာ